ရှင်ရိုစီပန်းချန်နေကြိုးဆိုပါတယ်ရိုစီခုပြချင်တာကတော့ဒေတာမျိုးလေးတွေပေါ့နော်ဒီအခုကဒေတာအချိန်ရောက်သွားပြီဆိုတဲ့ခါကျတော့လေအရန်ပျော်ဖို့ကောင်းပါတယ်ကျမတို့ဒေတာတစ်ခွာတွေကမြန်မာဒေတာတစ်ခွာတွေကဘာလဲဆိုတော့အရန်တန်ဖိုးရှိပါတယ်ဘာလို့တန်ဖိုးရှိရလို့ပြောလဲဆိုကျမတို့ဒါတော်ထဲကနေပေါ့နော်ရှားပါတယ်ကျမတို့မြန်မာပြည်ကမလုတ်တက်လို့လားဒီအပွင့်နေဒီအယိုးတွေအကုန်လုံးဟာဆေးဖက်သားဝင်ပါတယ်ဒါပြည်ပနိုင်ငံတွေကဆိုလို့ရှိရင်ဒါကျမတို့ရဲ့ဒီပန်းတွေပေါ့နော်ဒီမြန်မာမျိုးစိတ်တွေကိုဒီလိုကယ်မျိုးတွေပေါ့အရန်ပဲဈေးတွေကောင်းတွေပေးဝယ်တယ်ပေါ့နော်ပေးဝယ်ပြီးမှအဲ့လိုမျိုးရတဲ့လောက်ဒီအကုန်ယူအမြင့်တွေဖြတ်သူတို့တွေကဆေးစိမ်မှအဲ့လိုပေါ့လှုပ်ကြတယ်ပေါ့နော်ပြီးသူတို့ကမြန်မာပြည်ကမျိုးစိတ်အကုန်လုံးဒေတာမျိုးတွေအကုန်လုံးကိုသူတို့တွေကဘာပဲရအကုန်ဝယ်တာသူတို့တွေကမျိုးကိုပြုံးသီးစီတယ်ဘာလို့မျိုးပြုံးသီးစီရလဲဆိုတော့ရှာဒီလိုအမြင့်တွေကိုသူတို့ခုတ်ဖြတ်ပြီးဒီအယိုးလေးတွေပဲသူတို့ယူတာလေကျမတို့တွေကကြတော့ဝါသနာအရာစိုက်ပြိုးကြတာကျမတို့ဆိုလို့ရှိရင်လည်းဒါဒီတစ်ခွားတွေထဲမှာဆိုတာနိုင်ငံခြားမျိုးပေါ့ဒီနိုင်ငံခြားမျိုးတွေကိုလို့ဆိုမကြိုက်ဘူးဒါဆိုတာ12ရာဒီလုံးပွင့်နေရပါတချို့ကတော့12ရာဒီလုံးမပွင့်လို့ရှိရင်မပွင့်တဲ့ပန်းဆိုမကြိုက်ဘူးတဲ့ရိုစီကကြတော့မဟုတ်ဘူးဒီ12ရာဒီလုံးမပွင့်ပဲနဲ့တစ်နှစ်မှတစ်ချိန်ဒါအဲ့လိုပွင့်တဲ့ပန်းကိုမှအဲ့ပွင့်လာတဲ့ပန်းကိုရင်ခုန်ပြီးမှအဲ့လိုစောင့်စားတာကိုစိုက်လိုက်တဲ့ပန်းကဒီတစ်နှစ်ပတ်လုံးချိန်နေခါလဲတမရမှာအမြင့်တွေထွက်လာတာလားအမြင့်ကလေးတစ်ခုထွက်လာတာတို့အရွက်တက်လေးတစ်ခုထွက်လာတာတို့အပင်တစ်ကလေးထွက်လာတာတို့ဆိုလို့ရှင်ရိုစီကတအားကြိုက်ပါတယ်အဲ့တော့ရိုစီကအခုပြချင်တာဒါဆိုလို့ရှိရင်တကွန်လုံးတစ်ခွာပေါ့နော်တကွန်လုံးတစ်ခွာဆိုတအားလာတွေ့လားတကွန်လုံးလေးအတိုင်းပဲသူကတအားလာတယ်ချစ်လက်ချစ်စရာကောင်းတယ်ဖျားပန်းကတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီအယိုးလေးကိုဖြတ်ပြီးမှဒီလက်လောက်အယိုးခြေလောက်ကနေပေါ့ဒါလောက်နဲ့ဖြတ်ချရမှကတ်ပေးပေါ့ဒီအပွင့်ကိုကြကြခံချင်တယ်ဆိုအပွင့်ကိုရေမထိနဲ့နော်အပွင့်ကိုရေမထိပါနဲ့ဒီလိုဖူးလေးတွေနဲ့လိုချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ရိုစီကအစီးနဲ့ရောင်းပေးပါတယ်အစီးကတော့ဘလို့စိုက်လဲဆိုပြမယ်နော်အစီးရဲ့စိုက်ပြမယ်ဒါတကွန်လုံးပေါ့ကိုင်းလိုက်ဆူလိုက်ဒါဆိုဒါဒစည်းစာပေါ့ဒါဒစည်းစာနှစ်ခိုင်ပန်းခိုင်နှစ်ခိုင်ပါတယ်ပေါ့နော်ဒစည်းကို8000ပါဒစည်းကိုဒီလိုပန်းခိုင်နှစ်ခိုင်ပါဒစည်းကိုမှ8000ပါရှင်နော်9စည်းဆိုရင်4000ပေါ့အဲ့လိုမျိုးပေါ့နော်တကယ်လို့10စည်းယူမယ်ဆိုလို့ရှင်နော်ရိုစီက10စည်းကို3000ခွဲနဲ့ပေးပါတယ်ရှင် sorry မာတို့10စည်းကို9000ပေါ့9000နဲ့ပေးပါတယ်နော်10စည်းကို9000နဲ့ပေးပါတယ်နော်9စည်းလို့ရှင်တော့4000နဲ့ပေးပါတယ်နော်အဲ့လို10စည်းစည်းနဲ့9စည်းစည်းနဲ့တော့မတူဘူးပေါ့နော်အဲ့ဒါကြတာတကွန်လုံးတစ်ခွသူ့ကိုဘယ်လိုစိုက်မလဲဆိုရင်တစ်သား3ကပ်ပြီးမှစိုက်ရပါတယ်နောက်တစ်ခုကဒါတကွန်လုံးအဝါလို့လဲလို့ဆိုတော့ခေါ်ကြတယ်ပေါ့နော်တကွန်လုံးဝါလဲခေါ်ကြပါတယ်နောက်တစ်ခု sorry တကွန်လုံးအဖြူပေါ့ဒီကောင်ကအဝါဒါကကြတော့အဝါပါဒါအဝါပါအဝါကလည်းအတူတူပဲပန်းကိုင်နှစ်ခိုင်ပန်းကိုင်နှစ်ခိုင်ကိုရိုစီတို့က1000ယူပါတယ်သူကတော့4000ရွှေသူလဲခေါ်တယ်တစ်ခိုင်လုံးရွှေလဲခေါ်တယ်တကွန်လုံးဝါလဲခေါ်တယ်သူကပိုရှားတယ်သူ့ထက်ကိုပိုရှားတယ်သူ့ထက်ကိုပိုရှားတယ်ဒီတကွန်လုံးထက်ကိုပိုရှားပါတယ်ဒီတစ်ခိုင်လုံးရွှေ4000ရွှေသူတွေကတော့เนาะသူကပိုရှားပါတယ်နောက်တစ်ချက်ကမဟာဒေဝီဆိုလို့ရှိရင်တံပြာနဲ့အရန်မွေးပါတယ်နော်တံပြာနဲ့အရန်မွေးပါတယ်ဒစည်းကိုသူကတော့အပွင့်ပါဒစည်းကို3500ပါရှင်နော်ဒီမချင်အရန်လာတဲ့တကွန်လုံးနေဆိုလို့ဆိုတော့ကြည်မဝပဲနော်နောက်တစ်ချက်ကတော့ဒီမှာကြည့်ဒါစိုက်ထားပြီးသားပေါ့အဲ့လိုစိုက်ထားပြီးသားလက်ဆောင်ပေးရှင်နဲ့အိုးလိုက်လေးတွေပေါ့ဒါဆိုလို့ရှိရင်ဒါ3000ခွဲပေါ့ဒီလိုမျိုးပေါ့ဒီလို3000ခွဲဒီမှာကြည့်လိုက်ဒီလိုလေးတွေပေါ့အဲ့လိုဒါတစ်သားပြားနဲ့ဒီလိုမျိုးကတ်စိုက်ထားပါရိုစီတို့ကစိုက်တယ်ဆိုတာဒီလိုလေးကြိုးလေးနဲ့ချီမှစိုက်ထားပေးတာမဟုတ်ပါဘူးတေးတေးချာချာကိုကျင်းနှံကျိုးနဲ့တေးတေးချာချာကိုကတ်စိုက်ထားပေးတာပါဒါဆိုလို့ရှိရင်တောင်မီတစ်ခွဒါဆိုလို့ရှိရင်မောက်ခမ်းဝါနော်ဒါဆိုလို့ရှိရင်တကွန်လုံးဒါဆိုခုနတစ်ခိုင်လုံးရွှေဟောဒီမှာမဟာဒေဝီဒါဆိုမဟာဒေဝီနော်မဟာဒေဝီဆိုရှင်လာမလာတွေ့လားမွေးနေပဲတံပြာနဲ့မွေးတယ်ဒါဆိုလို့ရှင်အာမဲလက်တန်ရှည်အဖူးတွေနဲ့ရပါပြီဒါအာမဲလက်တန်ရှည်ပေါ့ဒါအဖူးနဲ့ဒါဆိုတဖူးဒါဒစည်းကိုဒီကောင်ဆိုလို့ရှင်8000ပါအဲ့လိုမျိုးပေါ့အဖူးပွင့်ပါတဲ့ချိန်ကတော့ဈေးကြီးတယ်အဖူးပွင့်မပါတဲ့ချိန်ယူလို့ရှင်တော့ဈေးသက်တာတယ်ပေါ့နော်ဒါခုနတစ်ခိုင်လုံးရွှေရဲ့မျိုးပေါ့မျိုးပင်တွေနော်နောက်တစ်ချက်ကဒီမှာကြည့်လိုက်ဒါဆိုရှင်ခနိုင်ပေးပါအဖြူရအောင်တုံးကတ်လေးဒါမျိုးဆိုတုံး9000အဲ့လိုမျိုးလေးတွေပေါ့နော်အစားရှိပါတယ်ခြံထဲမှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ဒေတာတစ်ခွနဲ့ပတ်သက်ပြီးတော့မျိုးစုံလက်လီလက်ကားရောင်းပေးပါတယ်ဒါဆိုစပယ်တစ်ခွစပယ်ဆိုလို့ရှိရင်တုံးကို9000ပါနော်အဲ့လိုမျိုးပေါ့ဒီလိုတုံးကတ်ပြီးသားလေးမဟာဒေဝီလေးလိုချင်တဲ့9000ဘိုးလောက်ရလားဆိုလဲရိုစီရိုက်လုပ်ပေးပါတယ်နော်တကွန်လုံးတော့မရဘူးပေါ့ဒါဆိုရှင်ဒါခရမ်းမွေးကတော့ဒီလိုတုံးကတ်ထိုက်စိုက်ထားပေးပြီးသားအစင်တဲ့တုံးကို1000ခွဲပါရှင်နော်1000ခွဲပါဒါလေးဆိုဒါရိုစီရှိမှာဒါဆေးစိန်ထားပေးတာအမြင့်ဆေးမိုးဆေးအကုန်လုံးစိန်ထားပေးရိုစီရှိမှာကတော့
ဝယ်တဲ့ဟာတွေကလေတော်တော်များရှင်းအောင်လို့ဒီဒီဇိုင်းနဲ့ရိုဇက်ဆေးစိန်ထားပေးတယ်ဝယ်တဲ့လူရှိရောက်လို့ရှိရင်ချက်ချင်းဆေးစိန်စရာမလိုသေးဘူးအမြင့်တက်တွေမြင်မြန်ထွက်အောင်လို့ရိုဇက်ကလုပ်ထားပေးပါတယ်ဒါတွေဆိုတင်းကျူကတော့အခုချိန်ကတော့အပင်တစ်ထွက်နေပြီမို့လို့အပင်တစ်ထွက်နေပြီဖြစ်တဲ့ကြောင့်မို့အပွင့်ပါမရတော့ဘူးပေါ့နော်သူကတော့ဈေးနှုန်းချိုပါပြီသူကပိတ်တာဈေးနဲ့အစိတ်သားအနည်းဆုံးရောင်းပေးပါတယ်တင်းကျူကတော့ဒါကမွေးတယ်ပေါ့နော်ကဲကြံတဲ့ပန်းတွေရောရှိလားအစုံရှိပါတယ်စိတ်ကြိုက်လားယူဝယ်လို့ရတယ်ခက်တာတွေဆိုဒါလာတွေ့လားခက်တာအဖြူတွေနော်ခက်တာအဖြူတွေပါဒါဆိုလို့ရှိရင်တပင်ကို2500 10ပင်ကို2000ပါဒီမှာဒါဆိုလို့ရှိရင်မိုးတူစားတွေဒီမှာမိုးတူစားတော့အပွင့်မပါတယ်ရမှာပေါ့သူကတော့တစ်စီးကို3500ပါဒီမှာဒါဆိုရှင်ဒါပန်းသက်ရှည်စိမ်းအောင်ဆိုလို့ရှင်တပင်ကို3000ပါတပင်ကို3000ပါ7ပင်2000ခွဲပါဒေါင်းမီအပွင့်မပါတယ်ရမယ်စိတ်ကြိုက်လာဝယ်လို့ရပါတယ်ဒါဆိုလို့ရှင်တန်တာလေးหนีပေါ့ဒါဆိုတန်တာလေးหนีပါဒေတာကိုချစ်မြတ်နိုးတဲ့လူတွေအတွက်ကတော့အစုံလို့စီမှာရှိပါတယ်လက်လီလက်ကားဈေးနဲ့အကုန်ရောင်းပေးပါတယ်လက်လီဈေးလက်ကားဈေးဆိုတာကတော့လူစီတို့ကတော့တမျိုးကို3ပိတ်တာယူလို့ရှင်လက်ကားဈေးပေးတယ်ပေါ့နော်တပိတ်တာလည်းယူနေတော့လက်ကားဈေးမပေးဘူးဒါဆိုတာရွှေတဆုပ်အဖူးနဲ့ပေါ့ဒါဆိုတာရွှေဝါလေးဒီကတော့မရောင်းသေးပါဘူးလူစီတို့ကအဖူးဆောင်နေတာပေါ့နော်ဒါရွှေဝါလေးဒါဆိုလို့ရှင်စက်ကူဖြူဒါဆိုစက်ကူဖြူတစ်ခွာရှားပါမျိုးတွေပေါ့နော်ဒါဆိုမဟာဒေဝီတန်းနေပေါ့နော်ဒီဘက်ကတော့တခွန်လုံးဒါတခွန်လုံးနေပါဒါတွေဆိုလည်းတခွန်လုံးနေပြီပဲနော်ဒါတခွန်လုံးနေပြီပဲလူစီမှာကတော့အစုံရှိပါတယ်ဒါဆို4000ရွှေတူဟိုဘက်ကငွေနှင်းဖြူအာမဲဟိုပေါ်မှာဖျောင်းချေတို့ဒေါင်းမီကအယောင်ရင်ဒီကောင်ကကြအယောင်ရင်ဒေါင်းမီခရမ်းအရင်နဲ့အဖြော့တဲ့မျိုးရှိတယ်ဒီကောင်တွေကြတော့အရင်မျိုးတွေဒီမှာကြည့်လိုက်ရင်လားမြင်လားဆိုဒီမှာကြည့်လိုက်အပွင့်လေးပြပြမတွေ့လားရင်ထောနေရပဲမြင်လားအဲ့လိုမျိုးပေါ့နော်အဲ့ဒါပိတ်တာဈေးနဲ့ရောင်းပေးတာပါနောက်ပြီးတော့ဒီမှာကြည့်လိုက် resist မှာစိတ်ချလက်ချယူပါဒီမှာကြည့်လိုက်အပင်တစ်တွေအကုန်ထွက်နေပြီဒါနော်ဈေးတွေအကုန်ချိန်ထားပေးပြပါတယ်ဒီမှာချိုချင်တစ်ခွာတွေအစုံပေါ့နော်နောက်တော့ပလဲနဲ့အစုံရှိတယ်ပလဲနဲ့ဆိုလည်းအဖူးနဲ့အဲ့လိုပေါ့နော်ကိန်းတကြီးအဖူးနဲ့အစုံရှိပါတယ်လူချင်တာလားပြောပါစေတနာရွှေခက်လေးတွေတုံးကက်လေးတွေနဲ့ပဲရတော့ပါမယ်ဒီမှာကြည့်ကိန်းကြီးတွေဆိုအဖူးတွေနဲ့လာပြီဒါကိန်းဒီပွင့်တဲ့ချိန်ကြတဲ့လို့စီရောင်းပေးမယ်နော်ဒါလောဆယ်ကတော့မရောင်းသေးပါဘူးအဖူးနဲ့သေးသေးတော့ဝယ်တဲ့လူရှိရောက်လို့ရှိရင်အဆင်မပြေဖြစ်မှာဆိုလို့ဒီမှာကြည့်လိုက်ကိန်းဒီဆိုလို့ရှိရင်ဒီမှာကြည့်အမြင့်တက်တွေတွေ့လားဒါရိုစီစီမှာအခုမှရောက်တဲ့ဟာတွေမဟုတ်ဘူးနော်လွန်ခဲ့တဲ့9လ6လခရက်ကနေလို့ဆိုတော့ဆေးစိန်ထားပေးတာဆေးဖြန့်ထားပေးပြီးသားဒီမှာတွေ့လားအပင်တက်အမြင့်တက်တွေနဲ့ special အဲ့လိုမျိုးလုပ်ထားပေးတာပါဒီတိုင်းပစ္စလက်ခတ်ထားပေးတာမဟုတ်ဘူးနော်ဆေးတွေနဲ့တခါတည်းတေချာလုပ်ထားပေးပြီးသားပါဟိုမှာကြည့်လိုက်ပလဲနစ်တွေအဖူးတွေမြင်ရလားမသိဘူး special တွေအဲ့လိုတွေပေါ့နော်ခြံထဲမှာလာပြီးမှလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်ခြံကတော့တောင်တကုံ59ရက်ကွက်အုတ်တဖျားလမ်းပါရှင့်ကဲအစမပြေတာရှိလို့ရှင်လဲပြောလို့ရပါတယ်နော်နေဝေးတွေကတော့လူစီကတော့နေဝေးတွေအားလုံးလဲပို့ပါတယ်ကာကီဘုတ်က3000ယူပါတယ်တန်စာခကုပါကိုရှင်းရပါတယ်ဒါပြီးတော့နေဝေးဆိုလို့ရှင်တော့ငွေကြိုလွဲမှာပဲလူစီကပို့ပေးပါတယ်ငွေလွဲမဝင်ပဲနဲ့လူစီပစ္စည်းမပို့ပါဘူးရှင်ကဲနောက်ထပ်တစ်ရက်နေ့ဆိုလို့ရှင်ဗန်ဒါအစ်စ်တွေလည်းရောက်မယ်နော်လူစီထပ်ပြီးမှပြပေးမယ်နော်နိုင်ငံခြားမျိုးချစ်တဲ့လူကနိုင်ငံခြားမျိုးပေါ့ဗမာမျိုးချစ်တဲ့လူကဗမာမျိုးပေါ့နော်အဲ့လိုမျိုးစိတ်ကြိုက်ရွေးဝယ်လို့ရအောင်နောက်ပြီးတီးပင်စားပင်အစုံရှိပါတယ်နင်းစီတွေလည်းရောက်လို့ရှိလို့စီထပ်ပြပေးပါမယ်အော်စီဆက်မျိုးနင်းစီတွေရောက်ပါမယ်ရှင်နော်ကျေးဇူးတင်ပါတယ်ကဲကျေးဇူးပါရှင်